မင်္ဂလာပါဒီဗီဒီယိုလေးကတော့ MN82D လေးကိုမင်ကအောက်မှာချပြီးတော့မောင်းပြထားတဲ့ဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်ရှင်အသား quality detail လေးကိုလည်းမင်းသေချာလေးရိုက်ပြပေးထားရနော်သူ့မှာပါတဲ့ accessory လေးတွေကတော့ parking ပစ္စည်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းတော့ဖောက်ပြီးတော့မတက်ပြပေးထားဘူးနော် customer လက်ထဲရောက်တော့မှကိုယ်တိုင်စိတ်ကြိုက်တက်ပါရှင်အောက် frame လေးကိုလည်းသေချာ detail လေးရိုက်ပြပေးထားပါတယ်နော်ဒီကားလေးကသူကကားအစ်စ်လေးလိုပဲ signal မီလေးရစားတေးစား detail လေးလုပ်ပေးထားရနော်ဘဲကွေးလို့ရှင်ဘဲဘက်ကိုလင်းပြီးညာကွင်းရင်ညာဘက်လင်းတဲ့ signal မီလေးပါသူကထည့်ပေးထားပါတယ်ရှင်အဲ့ဒါလေးကရှေ့ဘက်ကောနောက်ဘက်ကောမီလေးမှာပါအသုံးပြုလို့ရမှာပါနော်မင်းမီလေးကိုပါစမ်းပြပေးထားရရှင်green cheek ကလေးကိုပါမင်းစမ်းပြပေးထားရနော်အတင်အချတွေအကုန်လုံးကို remove လေးနဲ့လုပ်ရမှာပါရှင်ကဲဒီမှာကားလေးနဲ့ချိတ်ပြီးစမ်းပြပေးလိုက်တယ်နော်ဒီကားလေးကိုလိုချင်ရင်တော့မင်းတို့ရဲ့ Facebook TikTok Messenger Viber တို့ကနေပြီးတော့ order တင်လို့ရပါတယ်ရှင်အားလုံးပဲနောက်ပြီးမှပြန်လည်ဆုံတွေ့ပါမယ်တတ်တာ